အချိန်ကြာပြီတနာရီ20မိနစ်ကော်ဖီဆိုင်ရဲ့မှန်နရံတွေကငါတို့အတွက်အတားအဆီးမဟုတ်ဘူးတုံးငါတို့3ယောက်မှန်တွေကိုရိုက်ခွဲပြီးလူလောကထဲခုံွယ်လိုက်တယ်ဟိုမှာအပြစ်သားထိုင်နေဖုံးကိုကင်ပြီးတုံလုံနေတဲ့ကငါတို့ရဲ့ခြေလန်းထန်တွေကမြေကြီးကိုတုံခါစေလူတွေအော်ဟစ်ပြီးထွက်ပြေးကြပြီလေငါတို့မျက်လုံးကကျူးမြုံဟွန်ဆိုတဲ့အကောင်စီမှာပဲရှိသူထပြေးတယ်စပွဲတွေကိုကြော်တက်ပြီးပတင်းပေါက်ကနေခုံချသွားတယ်အလကားပါပဲသူလာမပေါ်ရောက်သွားပြီကားတွေကြားတဲ့တိုးဝီပြေးနေငါတို့သူ့နောက်ကနေတဟုန်ထိုးလိုက်တယ်ငါတို့ကားခေါင်းမိုးတွေကိုနှင်းချဲပြီးခုံကြော်လိုက်တယ်တန်တွေပြင်းလင်းကုန်တဲ့အတန်တွေမှန်ကွဲတန်တွေစူညံနေတယ်ငါတို့ရဲ့အရှိန်ကိုဘယ်အရာကမှတားမနိုင်သူ့ရှေ့ကနေငါတို့ထဲကတကောင်ပိတ်ရက်လိုက်တယ်သူ့ကိုလက်နဲ့ရိုက်ချလိုက်တယ်ကားတစ်စီးပေါ်လွင့်စင်သွားတယ်သူပြန်ထဖို့ကြိုးစားသေးတယ်ဇွဲကောင်းတဲ့အကောင်ပဲဒါပေမဲ့ဒီဇွဲကသူ့ကိုမကယ်တင်နိုင်ဘူးငါတို့သူ့ကိုဝိုင်းလိုက်ပြီလမ်းမလဲခေါင်မှာသူပိတ်မိသွားပြီခုခံဖို့မကြိုးစားနဲ့ငါတို့သူ့ခြေထောက်ကိုဆွဲကင်ပြီးမြေကြီးနဲ့ရိုက်ချလိုက်တယ်ဘတ်စကားဘေးနိုင်ကိုပြောင်းလောင်လိုက်တယ်ဒါကနှိပ်စက်တာမဟုတ်ဘူးဒါကစီရင်ချက်ရဲ့အစိတ်အပိုင်းပဲသူမြေကြီးပေါ်မှာလူလိမ့်ပြီးအော်ဟစ်နေတယ်သွေးတွေထွက်နေပြီငါတို့3ယောက်သူ့အပေါ်မှာမိုးပြီးရပ်လိုက်တယ်အချိန်စေးပြီငါတို့လက်ဝါးတွေကိုဖွင့်လိုက်တယ်ငရဲမီးရဲ့အပူချိန်ကိုစုဆိုင်လိုက်တယ်လောင်ကျွမ်းစေမျက်စိချိန်တဆူးရှာတဲ့အလင်းတန်းတွေငါတို့လက်ထဲကပန်းထွက်သွားတယ်အပြက်သားရဲ့ခန္ဓာကိုယ်ကိုအပူချိန်အမြင့်ဆုံးနဲ့လောင်ကျွမ်းစေသူ့ရဲ့ပေါ်သန်းတွေတဖြည်းဖြည်းတိတ်သွားတယ်အသားတွေအရှည်ပြိုပြီးအယိုးတွေပဲကြံတော့တဲ့အထိမီးတိုက်လိုက်တယ်ကိစ္စပြီးလမ်းမပေါ်မှာမဲတူးနေတဲ့အယိုးစက်တစ်ခုကြံခဲ့ဘေးပေါက်ဝန်းကျင်ကလူသားတွေတိတ်ဆိတ်ငြိမ်သက်သွားတယ်သူတို့အားလုံးကြောက်ရွံ့မှုနဲ့တောက်ခဲနေကြတယ်ငါတို့တာဝန်ပြီးဆုံးလေထုထဲမှာအပေါက်တစ်ခုပွင့်လာငါတို့အဲ့ဒီအထဲကိုခုံဝင်ပြီးပျောက်ကွယ်သွားလိုက်နောက်ထပ်အမိတ်မလာမချင်းငါတို့စောင့်နေ ဇလန်လေးကိုစိုက်တယ်ဆိုရင် like and share လုပ်ပေးပါတော့နောက်ထပ်ဗီဒီယိုလေးကိုကြည့်ချင်တယ်ဆိုတာဒီနေ့မှာလုပ်ပေးနိုင်ပါတယ်ဇလန်ကောင်းလေးကိုမမချင်ဘူးဆိုရင်တော့အခုဒီ page ကို follow လုပ်ထားလို့နေပါမယ်နော်